လေးကကျုံနေပြီနာပါပါသူတို့မျိုးရဲ့တီလာနေမျိုးချင်းလေးမှာမကြခင်ပဲရင်းနှီးခဲ့တဲ့သူရဲ့ကျွန်တော်ရဲ့ပြောလို့မဆုံးခင်မှာကြံရတော့မယ်ကွာရုပ်တရက်မို့နှမစဲဖြစ်ကြပါလွန်